အခုလက်ရှိဒီအကြမ်းဖက်စစ်တပ်ကလုံးမဲ့အတူရောင်ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်မျိုးရှိပါလဲဟုတ်ကဲ့ကျွန်မနားလေတာကဒီကောင်တွေမင်းအောင်လိုင်းတို့အုပ်စုတွေကဆိုလို့ရှိရင်နှစ်ပေါင်း80 90တိုင်းပြည်ကိုမတရားအုပ်ချုပ်လာခဲ့တဲ့အခါကျတော့ဘယ်လိုပြည်သူတွေကိုချင်းချောက်ရင်ဘယ်လိုလုပ်ရင်ရတယ်ဆိုတာကိုသူတို့နားလည်ထားပြီအဲ့ဒါကြောင့်မလို့အခုသူတို့တရားဝင် legitimacy ရအောင်လို့လုပ်တဲ့သဘောနဲ့အခုဘာလုပ်လဲဆိုလို့ရှိရင်ရန်ကုန်မြို့မှာအခု108တို့109တို့106တို့ပေါ့နော်တောင်ပိုင်းရက်ွက်တွေအဲ့ဒီတိုးရောင်လေးတို့လဲကူးတို့အဲ့ဒီမြို့နယ်တွေမှာအကုန်လုံးဒီသူတို့ခံထားပြီးတဲ့လူဆိုးအုပ်ကြီးတွေကနေပြီးတော့လိုက်ပြောတယ်သူတို့လိုက်ပြတယ်ဘလို့ပြလဲဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကိုပေးရမယ်ဆက်ကိုပြတယ်ပြပြီးတဲ့အခါမှာကြက်ခိုင်ဖွံ့ဖြိုးရေးကိုမနှိပ်လို့ရှိလို့ရှိရင်ထောင်ချမယ်တတ်မယ်ဟလာအမျိုးမျိုးချင်းချောက်နေပြီချင်းချောက်တော့ပြည်သူလူထုတွေကအရန်ကြောက်တယ်ကြောက်တဲ့အခါကျကျမနဲ့ဆက်သွယ်ရတဲ့သူတွေကလှမ်းပြောတယ်အဲ့ဒါငါတို့ဘယ်လိုလုပ်ရမလဲတဲ့ဆိုတော့ပြောတယ်အဲ့တော့ကျမလည်းဘယ်လိုကြံပေးရမှမသိဘူးအဲ့တော့ကျမတို့ဒီ NUG တွေပတ်သက်တဲ့လူကြီးတွေဟလာ PDF ကလေးတွေကအဲ့ဒါကိုပြန်ပြီးတော့အဖြေကြားဖို့လူပဲကျမကဘယ်လိုလုပ်ရမှမသိဘူးဖြစ်နေတယ်သူတို့လုံးဝအမိတ်ပေးထားတယ်ဒီကြက်ကိုင်ဖွံ့ဖြိုးရေးဒီခက်ကိုပဲနှိပ်ရမယ်ကြံတဲ့ခက်ကိုနှိပ်လို့ရှိရင်ကျမတို့တွေကိုအပြည့်ယူပဲလို့ဆိုပြီးတော့ပြောထားတယ်ဒီဘောက်ထောင်ချမယ်ပြောတယ်ဆိုတော့သူတို့ကြောက်နေကြတယ်အရင်အောင်နော်နောက်တစ်ခုကကြက်ကိုင်ဖွံ့ဖြိုးရေးဆိုတဲ့ပါတီကငကိုတွေကတတိမှန်ခဲ့တာမဟုတ်ဘူးလေနော်မြန်မာပြည်သူတွေရဲ့ဒီကကျမတို့ဒီဥစ္စာကိုကြက်ကိုင်ဖွံ့ဖြိုးရေးဆိုတဲ့အနေနဲ့ဆိုတော့လုပ်ပြီးတော့လူမှုရေးကူညီမလို့ပရိုက်တာတွေပဲလုပ်ပေးမလို့နဲ့လုပ်ခဲ့ပြီးတော့တစ်ဖက်လက်နဲ့ဗိုလ်ချုပ်တန်းရွှေလက်ထက်မှာလူလေကြပြီးတော့ပြည်သူ့ဘာသာငွေတွေနဲ့တိစောက်ထားတဲ့ဒီအဆောက်အဦတွေအကုန်လုံးကိုတင်ပြီးတော့ပါတီဖြစ်တဲ့အသွင်သဏ္ဍာန်ဆောင်ခဲ့တယ်ဒီအသွင်သဏ္ဍာန်ဆောင်တဲ့ပါတီဟာလည်းပဲစစ်တပ်ကနောက်ခံကြောရိုးပဲအဲ့တော့ပြည်ခိုင်ဖြိုးကိုမဲထည့်တာဟာလာကြက်ကိုင်ဖွံ့ဖြိုးရေးကိုမဲထည့်တာဟာပြည်သူတွေရဲ့အတွက်ကတော့တကယ်ကိုဒုက္ခဆင်းရဲတွေကိုရောက်မဲ့အခြေအနေပဲအဲ့တော့ပြည်သူတွေမထည့်အောင်လည်းမရအောင်လည်းပဲအခုအမျိုးမျိုးချင်းချောက်နေပြီเนาะအဲ့ဒီကိစ္စကိုကျွန်မ PDF တွေကိုလည်းသိစေခြင်းနဲ့เนาะအဓိကရန်ကုန်မြို့ပြတွေမှာလှုပ်ရှားတဲ့ PDF ကလေးတွေကိုသိစေခြင်းနဲ့ NUG တို့ NUCC တို့နဲ့ဒီ EAO တွေခေါင်းဆောင်တွေအကုန်လုံးကိုလည်းသိစေခြင်းနဲ့ကြောင့်မို့ကျွန်တော်တို့ဒီလက်ရှိအခြေအနေမှာကျွန်မကြံပေးခြင်းတာကတော့ဒီရွေးကောက်ပွဲမတိုက်ခင်မှာကျွန်တော်တို့အဖွဲ့တွေကတိုက်ပွဲဝင်ဖို့လိုတယ်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်တို့နေတဲ့နေပြည်တော်တို့တို့နေတဲ့နေရာတွေကဝင်တိုက်လို့ရှိရင်ဘယ်လိုမှဘုံမကျဲပါဘူးသူတို့တေလဲကိုတေပဲဟလာအတူတူပဲအဲ့ဒါကြောင့်မို့ကျမကတော့နေပြည်တော်ပဲတိုက်စီခြင်းတယ်ဒီပြည်နေရာတွေကိုမတိုက်စီခြင်းဘူးဒီပြည်နေရာတွေတိုက်လို့ရှိရင်မြို့ရွာတွေကိုသူတို့ကတော့တတ်မှာပဲတယောက်မကြံချမှာပဲသူတို့ရှင်းရှင်းပြောလိုက်ရင်မြေကြီးနဲ့အုံးမေကြံရရလို့ပြောတဲ့လူရန်စားတွေလေရုံးမှာပက်ဆက်တဲ့လူတွေပဲဟာအဲ့တော့သူတို့ကလည်းဒီဘွဲကသူတို့အတွက်အသေးအကြီးတိုက်ရမယ်ပေါ့ပဲဘာဖြစ်လို့လဲသူတို့မနိုင်ဘူးဆိုရင်သူတို့ခိုးထားတဲ့ပစ္စည်းတွေပြန်ပေးရမယ်သူတို့မိသားစုတွေပြိုကွဲမယ်နိုင်ငံတကာအရရက်မှာထားထားတဲ့ပစ္စည်းတွေနဲ့သူတို့တည်ဖို့အတွက်ကိုပဲဖြစ်လာပြီဆိုတော့ဒီတိုင်းပြည်ကိုလည်းဆက်ခိုးလို့မရတော့ဘူးမြေရှားတတ်တူတွေဟလာတကယ်ကိုညီမတို့နိုင်ငံရဲ့တယံဇာတတွေအခုကျေးဇူးတောင်ဆိုလို့ရှိရင်တကယ်တမ်းကျတော့ကြေးကိုခိုးတာမဟုတ်ဘူးအမှန်တကယ်မြေကြီးပါတည်နေတဲ့ခါမှာဒါမြေရှားတတ်တူတွေအဲ့နေရာကထွက်နေတာရွှေတွေရောထွက်နေတဲ့နေရာဒါကြောင့်မို့လို့မတရားသဖြင့်ယူလာတော့အခုနောက်တစ်ခါဘူးဘယ်လောက်ထိတရုတ်ကဘယ်လောက်ထိအခြေအနေဆိုးသွားလဲဆိုကျမတို့နိုင်ငံမှာအခုစစ်တပ်ကလည်းပေါင်းပြီးတော့ဘာလုပ်လဲဆိုတရုတ်ကလာရှိုးကိုပြန်ရောက်သွားပြီးတဲ့အခါမှာ तू ကဘာလုပ်လဲဆိုတော့ကုန်သွယ်ရေးလမ်းကြောင်းကပွင့်သွားတော့အခုစစ်တပ်နဲ့ပေါင်းပြီးတော့ထိုင်းရနိုင်ငံကပစ္စည်းတွေဘင်္ဂလားဒေ့ရှ်ပစ္စည်းတွေအိန္ဒိယပစ္စည်းတွေကိုလုံးဝအဝယ်မခံတော့ဘူးမဝယ်မခံမဲနဲ့သူ့ရဲ့ quality မမီတဲ့တရုတ်ကပစ္စည်းတွေတရုတ်ကအစားအသောက်တွေကိုပဲအသွေးခံတော့တယ်အဲ့ဒီခါကျတော့ကျမတို့ပြည်သူဗမာပြည်သူတွေကစင်းရဲမွေးတေရတဲ့ကြားထဲမှာကင်ဆာတွေရဖြစ်ကလေးတွေလည်းဒုက္ခတွေရောက်ဟာလာ quality မမီတဲ့ပစ္စည်းတွေနဲ့အသုံးဝင်တော့စီးပွားရေးလုပ်ငန်းတွေလည်းလုပ်လို့မရနဲ့ဗမာပြည်သူတွေကတကယ်ကိုစကောထဲမှာဇီးပြူသီးထဲလိုက်တယ်လို့ဒုက္ခတွေမျိုးစုံနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်မို့တိုင်းလူပြည်သားတွေအားလုံးကမြန်မာပြည်သားတွေကစကားပြောကြည့်လိုက်လို့ရှိရင်တိုက်ပါကျမတို့တေလဲဘာမှမဖြစ်ဘူး။ကြံတဲ့သူကောင်းစားရင်ပြီးပါပြီလို့ဆိုပြီးတော့အားလုံးကလူတွေကအကုန်လုံးအဲ့ဒီလိုပဲဖြစ်နေကြတယ်။ဒါကြောင့်မို့ကျမတောင်းဆိုချင်တာကတော့နော်အခုတို့ကလက်နဲ့တွေကိုဆက်ပြီးတော့ယူလာတယ်ဆက်ပြီးတော့တခါလက်နဲ့အစ်စ်တွေထပ်ဆန်းလာတယ်အခုဘီလာယူကိုသွားတယ်ဘီလာယူကိုသွားတယ်ဆိုလို့ရှိရင်လည်းတခါထပ်ပြီးတော့ဟဲ့လားအခုဒီယူကရိန်းမှာတုံးနေတဲ့ drone တွေကိုထပ်ပြီးတော့ဝယ်ပြီးလာအောင်ပါအဲ့ဒါကြောင့်မို့ဒီဟာတွေမတိုင်ခင်မှာကျမတို့ဘက်ကအမြန်ဆုံးလက်တော့ပြန်ဖို့လိုတယ်မနေ့ကတော့ကျမသတင်းကြားလိုက်တယ်ဟဲ့လားဒီ KNU ကဗိုလ်ချုပ်တာမလာဘော်ရိုနဲ့အားလုံးရဲ့ဆွေးနွေးပွဲမှာတပ်ပေါင်းစုဖွဲ့မယ်ဆိုတာဒါအမှန်မှန်ပါတယ်အမြန်ဆုံးလုပ်ဖို့ပဲလိုအပ်တယ်ကျမတို့ရွေးကောက်ပွဲမတိုင်ခင်မှာဒီကိစ္စတွေကဖော်ဆောင်ဖို့လိုတယ်နော်မြဝတီကိုရောက်လာတဲ့လူတွေကိုလည်းအပြတ်ရှင်းဖို့လိုတယ်ဘာလို့ဆိုလို့ရှိရင်ဒါတွေကတစ္ဆာဖောက်တဲ့ပြည်သူကိစ္စပဲအခုရှင်းရှင်းပြောမယ်ဆိုရင်အခုဒီရွေးကောက်ပွဲကိုဘာဖြစ်လို့ထောက်ခံတာလဲသူ့ရဲ့ဟလာစောချစ်သူတို့တွေကဘုံကဲခွဲမှာဆိုလို့
အဓိကရှင်းရှင်းပြောမယ်ဆို KK ပတ်ဆိုတာက KNU နဲ့ဘုတို့ DKBA စောချစ်သူတို့ပိုင်တဲ့နေရာဒါကြောင့်မလို့ဒီနေရာကိုလုတ်ပြပြီးတော့ KNU ကိုလည်းဖြိုကျင်တဲ့သဘောလုတ်တာနော်တကယ်အဓိက main ဖြစ်တဲ့စောချစ်သူရဲ့နေရာဖြစ်တဲ့စောချစ်သူရဲ့နေရာတွေကိုစောချစ်သူရဲ့ဒီဟိုလေးတွေပေါ့နော်ဒီဘာလို့ကြားဖြတ်လုပ်ငန်းတွေကိုဘာတစ်ခုမှမထိအောင်ကာကွယ်ပေးတဲ့သဘောပဲဒါကိုကျွန်တော်တို့ရှေ့ကနားလည်ဖို့လိုတယ်နော်စောချစ်သူတဲ့လုပ်တာပေါ့အခုရုပ်ရှင်ရိုက်ပြတာက KK ဘက်ကစောချစ်သူတဲ့ KNU ခေါင်းဆောင်တွေပိုင်တဲ့နေရာဖြစ်တယ်ဒါကြောင့် KNU တွေကိုတစ်ဖက်လဲတဲ့တမင်သက်စီးပွားပြအောင်လုပ်ပြီးတော့တမင်သက်လှည့်စားပြီးလုပ်တာလည်းဖြစ်တယ်ထို့အတူပဲ American အစိုးရကိုလည်းပဲသူတို့ကကြားဖြတ်နေနေပါတယ်ငါတို့တော့လာမထိပါနဲ့ဆိုတဲ့သဘောမျိုးလုပ်တာလည်းဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးဟလာရုပ်ပါပက်ဆက်နေတဲ့ဒီစစ်အုပ်စုကိုစစ်ကောင်းဆောင်တွေကိုဒီကောင်တွေကိုအပြတ်မရှင်းနိုင်နေများကျမတို့ပြည်သူတွေတန်းကားဆရာဒုက္ခတွေဆင်းရဲတွေရောက်ပဲအဲ့ဒါကြောင့်ကျမကတော့ဒီရွေးကောက်ပွဲကိုမဖြစ်အောင်အများဆုံးတိုက်ပွဲဝင်ကြပါလို့ကျမတောင်းပန်တောင်းဆိုချင်ပါတယ်